ဒီလိုင်းမှာဒီလိုင်း online ဖြစ်ကြလား online ဖြစ်ကြလားဒါလည်းတရားယူရတာလေတကအားမုံဝင်ဆိုပြီးတော့လာပြားတယ်ဟုတ်ငါတော့ဟိုးမှာပါလဲမြောက်ဘက်မှာတော့ဆက်ပြီးပြန်ကောင်းသွားနော်ကောင်းရတယ်ဟုတ်တယ်အဲ့ဒီကကြာလဲမတမခေါင်းလာမသိပါဘူးဆန်းတော့ဆန်းနေတယ်ပြန်တော့ရပြီလားနော်သူမလားဆိုင်ကြလားမနာကို1100နော်1100ဟုတ်ကဲ့1100နော်आगे या चले सलाम लो ये 3 लाख 10 नो खाली कटटाव वाट दो या से कटटाव कटटाव वाट बा ले दिन ने कोना ताव ना कटटाव वाट यार चनो ना मूली दे छी दे ဟုတ်ကဲ့ဟိုအကုန်လုံးလေအထွက်ရလားအဝင်ထွက်ရလားခြားချင်းဝင်လာတခါစစ်ပြလိုက်မယ်နော်ဟုတ်ကဲ့အဲ့ဒါကောင်းတယ်ဟုတ်ဘာလို့အိမ်အောင်မှတခုအဲ့ဒါချက်မှဆိုလို့ဒီမှာအဲ့နော်ဒါလေးအင်ဘာဒါလေးဖွင့်လိုက်နော်ကိုမင်းအထွေးလေးစမ်းပြပါအဲ့ဒီမှာအားဘလို့ဆက်ရှိတာမပြောဘူးเนาะအားဘယ်လောက်ရှိရတော့မပြောဘူးသူကကျတော့အော်တိုပါပြီးသားဆိုတော့ကိုရာသူ့မှာဘက်ထရီမှာက17ပိုရအောက်ကိုကျပြီဆိုတာနဲ့ဒီအင်ဘာဒါအော်တိုကတ်တော့နဲ့ဖြတ်ပြီးတာပြီးတော့အခုသုံးဘက်ဆက်ကသူလုံးမနိုင်တဲ့ဆက်ဆိုရင်တော့ overload ပြမယ်နော်ဒီမှာ overload မီးနီလေးပြမယ်အဲ့ဒါကိုဆက်မျိုးဆိုတော့သုံးလို့မရဘူးနော်ဟုတ်ဒါအထွက်ပိုင်းစမ်းပေးတာကိုဒီမှာနော်ဒီမှာအထွက်အပေါက်ကနေစမ်းတာနော်ဒီမှာအားထွက်တယ်နော်ဒီမှာတော့ဒီတစ်ပေါက်ပဲပါတာဟုတ်ဒီမှာနော်နော်ထွက်တယ်နော်ညီမခြားချင်းဝင်မဝင်စစ်ပြီမယ်နော်ဒီမှာကတော့ဒီအဝင်မေးကဘယ်မှာတဲရမှာအဝင်ဒီမှာခြားချင်းဝင်တော့ဒီဒီတက်လိုက်ရုံကဒီမှာနော်ဟိုဒီမှာအားဝင်စားလိုက်တယ်နော်ဒီမှာတက်လိုက်ပြီဆိုရင်ဒီမှာခြားချင်းလေးအပေါ်ဟာနောက်ပြီနော်ဒီမှာညီမပြန်ဖြုတ်ပြမယ်ခြားချင်းဝင်ပြီဆိုရင်ဒီနှစ်ခုလုံးလင်းမအားဝင်တာနော်ဟုတ်တယ်ပြန်ဖြုတ်ပြမယ်ဒီမှာတွဲခြားချင်းပိတ်သွားပြီဆိုတော့ UPS system ကသူကအသုံးပြုသွားပြီနော်တော့အသုံး auto ပဲဒီຢာတွေအဖွင့်ပိတ်တွေအမြဲမလုပ်ချင်လဲရတယ်ဒီကလုတ်တွေကဖွင့်ပိတ်တော့နည်းနည်းခြောင်သွားတယ်ပြက်တာတော့ဘာလို့ဖြစ်တယ်နော်ခြားချင်းပြန်သုံးပြရမှာလေထဲတာauto ပဲကားလိုက်ရမှာလေလိန်ပလက်ပေါက်ထိုးပြီးဆိုတော့ဒီအစိမ့်လေးလင်းမယ်နော်အစိမ့်လေးလင်းပြီးလို့ရက်သွားပြီဆိုတော့ UPS ကပျောက်သွားမယ်UPS ပျောက်သွားပြီဆိုရင်ခြားချင်းလင်းလာမယ်ဒါဆိုအားဝင်သွားပြီနော်ပြီးတော့ဘက်ထရီမှာ100ရာခိုင်နှုန်းအားပြည့်သွားပြီဆိုတော့အော်တိုကတ်တောက်ဖြတ်သွားပြီဆိုဒီအောက်ကမီလီကပိတ်သွားမယ်ဒီမီအပေါ်ကကြတော့ main ဆိုတဲ့ဥစ္စာကြတော့အမြဲတမ်းမီလင်းနေမှာကိုကြီးအမြဲတမ်းမီလင်းနေမှာဆိုတာမီးလာတဲ့အချိန်တိုင်းလင်းနေမယ်မီးမလာဘူးဆိုရင်တော့ဒီနှစ်ခုလုံးပျောက်သွားပြီးတော့ဆောနာ UPS ဆိုတဲ့မီးလင်းမယ်နော်ဘက်ထရီမှာအားကုန်နေပြီဆိုရင် inverter ကလည်းအချက်ပေးတန်အော်တယ်အဲ့ဒီအော်တဲ့အပြင်ဟိုမှာဒီမှာ low battery ဆိုတဲ့မီးလေးလင်းလာမယ်ဒီမှာတက်ခဲပုံလေးပါတယ်နော်အဲ့မီးလေးလာအင်မတာဖွင့်တာပိတ်တာကြတော့ဒီမီးအထူကြောင်းလေးနဲ့ရှိတယ်နော်အင်မတာပိတ်ဖွင့်ဖို့ခြားပြန်လို့လို့ဒါဆိုအင်မတာဖွင့်တာတော့ကိုအင်မတာကိုပိတ်ထားလေဒီမှာခြားပြန်ပြတ်မသွားဘူးဘယ်ဒီမှာအားမရှိဘူးဆိုရင်အင်မတာအလုံးလုံးပြီးတယ်ဒါလို့အပြင်ဒီပါခဏတစ်ပြုတ်ပေါ့နော်သွားကျင်တယ်ဆိုရင်အင်မတာကိုပိတ်ခဲ့ပြီးတော့ခြားကျင်နှွှဲခဲ့လို့ရတယ်ဒီပြက်လာရင်ဒီပါတော့အော်တိုကုန်လုံးပိတ်သွားမှာနော်မီးလာနဲ့အော်တိုဝင်သွားမှာလို့ခရီးရရှိသွားမှဆိုတော့အကုန်လုံးဖြုတ်ပြီးပိတ်ခဲ့တာပိုကောင်းတယ်နော်ဟုတ်တယ်ရတယ်ဟုတ်အဲ့ဒါရတယ်နော်ရတယ်အခုဖွင့်လိုက်ရေဒီအခုပိတ်တာနော်ဖွင့်လိုက်ရေဒီမှာထူချောင်းလေးလင်းလာနော်ဒီမှာလေထူချောင်းလေးလားဒီထူချောင်းလေးကိုမလေးမီးနေတယ်လားမလေးကိုလေးနေနော်မပိတ်ရမယ်ဒီအေးဟုတ်ပြီနော်ပိတ်သွားရနော်ညောအခန်းထဲမှာဆိုရင်တော့တိတာတယ်ကိုကကြာဒီဘက်ကအလင်းပြန်နော်အခုလည်းမြင်ရတယ်ဒီမှာနော်ပိတ်တာလားဖွင့်တာဆိုမသိရမှာဆိုဟုတ်ကဲ့ဒီမီးလေးနဲ့ကြည့်ပြီနော်ဟုတ်ကဲ့